အားလုံးမင်္ဂလာပါ Favorite Impact ရဲ့ episode 9 ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲစိတ်ပြအောင်နေကြပါလို့ပထမဆုံးနေနဲ့ပြောချင်ပါတယ်ဆိုတော့VPN ခက်ခဲတွေကြောင့်ချို့တော့ခက်ခဲတွေကြောင့်ပို့ပြီးတော့ကြိုးစားကြပါလို့ဆိုတော့လူတယောက်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့တကယ်တွေးကြည့်တဲ့အခါကျရင် survival skill ဆိုတာလိုအပ်တယ်ပေါ့နော်ကျွန်တော်ဟိုနေ့ကနာမည်ဖြိုးတဲ့ interview မှာကျွန်တော်တွေ့ရပါတော့သူကလေးကိုရေကူးတာတို့ဒီကားမောင်းတာတို့တော့တင်ပေးတယ်ပေါ့နော်အခုချိန်မှာကလေးငယ်သေးတဲ့အတွက်သူကရေကူးတာကိုစပြီးတင်ပေးတယ်ပေါ့နော်တကယ်တွေးကြည့်လိုက်ရင်အဲ့ဒါတော့လူတယောက်မှာရှိကိုရှိတင်ရတဲ့ survival skill ပေါ့နော်ဆိုရေကူးတာတို့ကျွန်တော်တို့ဒီကားမောင်းတင်တာတို့ကကားမောင်းတင်တာကိုကျွန်တော်အသက်အရွယ်တစ်ခုရောက်လာတဲ့ခါကျရင်တင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ရေကူးတာကျတော့လူတယောက်မှာတင်ကိုတင်ထားရမယ်တက်ကိုတက်ထားရမယ် survival skill ပေါ့နော်ဒါကတော့ကျွန်တော်တို့အမြဲအသုံးဝင်မဲ့ရပါတော့ဘယ်အချိန်မှဆိုဘယ်လိုဒါတွေကတစ်သက်လုံးအသုံးဝင်မဲ့ရရပါတော့ဒါတွေကကျွန်တော်ဒီအိမ်နဲ့အတူတူမနေတော့ပဲねတယောက်တည်းနေလာတဲ့အချိန်မှာပို့ပြီးတော့ view site လာတဲ့ဟာတွေပေါ့နော်ပို့ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်ကတော့ရေကူးတက်တယ်ပေါ့နော်ဒါပေမဲ့ကားမောင်းမတက်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီ survival skill တစ်ခုဖြစ်တဲ့ကားမောင်းတင်တာပေါ့ဆိုကျွန်တော်ကလက်ကိုလောအောင်ထားရပါနောက်တစ်ခုကျတော့ကျွန်တော်တို့ကအသက်23ရှိလာပြီပေါ့နော်23ရှိလာပြီဆိုရင်တယောက်တည်းနေလာရတယ်ဖြစ်တယ်ကျွန်တော်တို့အခုလူတိုင်းဒီလိုအချိန်မှာတယောက်တည်းနေချင်လာကြတယ်ပေါ့နော်ဆိုတော့ဒီခေပုံစံအရာကျွန်တော်တို့ကအိမ်နဲ့မနေဘဲနဲ့ဒီကျွန်တော်နိုင်ငံခြားရောက်ပြီးတော့ကြောင်းတက်တာဖြစ်တယောက်တည်းနေလာတဲ့အချိန်မှာကျွန်တော်တို့ဘယ်ချိန်ပြန်ရမယ်လဲမသိဘူးတနေ့နေ့ရောက်ပြီးမှဘယ်ချိန်ပြန်ရမှန်းလဲကျွန်တော်မသိတဲ့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုပေါ့နော်ကိုယ်စိတ်ဝင်စားတဲ့ဒီ sport တစ်ခုကျွန်တော်တို့ကကိုဘာစိတ်ဝင်စားလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီဟာကိုအဲ့ဒီနောက်ကိုတော့အချိန်တစ်ခုပေးပြီးလိုက်တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကlonely ဖြစ်တာနည်းနည်းလေးဖြေဖြောက်ပြီးနိုင်တဲ့အရာလို့ကျွန်တော်ထင်တယ်ပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအားကစားတစ်ခုနည်းနည်းကြိုက်ဖို့တင်တဲ့အရွယ်ရောက်လာပြီပေါ့နော်ဆိုတော့fitness ကိုခဏထားဖို့ပေါ့နော်ဥပမာထားလိုက်ပါတော့ကျွန်တော် roller skate စီးရအောင်ကျွန်တော်ကြိုက်တယ်ဆိုတော့ကျွန်တော်ဒီ skate နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပူပြီး enjoy ဖြစ်အောင်လုပ်မယ်ပေါ့နော်ဒီလကုန်ကြရင်တော့ roller skate ဝယ်မယ်ဆိုတော့ဒါတွေကဘာလို့ပြောနေလဲဆိုတော့ကျွန်တော်တို့ဒီဘောနော်ကျွန်တော်တို့အိမ်နဲ့ဝေးတဲ့လူတွေကြတော့ကျွန်တော်တို့မှာကြတော့တယောက်တည်း survive လုပ်ရတဲ့အခြေအနေများတဲ့အခါကျကျွန်တော်အထီးကျန်တာစိတ်အားငယ်တာဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်ရဲ့အခြေအနေကိုဒီ sport တစ်ခုလုပ်တယ်ဆိုရင်ပို့ပြီးတော့ဘယ်လိုပြောရမလဲ enjoy ဖြစ်လာတဲ့အခါကျရင်နည်းနည်းလေးဘဝကိုပို့ပြီးတော့ပျော်နေတက်လာရပါတော့ဆိုကျွန်တော်ကိုယ်တိုင်လည်းကိုယ့်ရဲ့ value ကဘာလဲကိုတကယ်ပျော်တဲ့ဟာဘာလဲဆိုတော့နေစဉ်နေတာကြိုးစားပြီးတော့ရှာဖွေတယ်ပေါ့နော်ဆိုတော့တယောက်တည်းနေတက်အောင်ကြိုးစားပြီးတော့ကိုတကယ်ပျော်တာဘာလဲပေါ့နော်ဆိုတော့ကိုတကယ် enjoy ဖြစ်တာပါလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်ဆိုတော့အားကစားတစ်ခုခုကိုကျွန်တော်တို့ကကြိုက်ဖို့တင်ပြီပေါ့နော်ဒီလိုအရွယ်ဒီလိုအချိန်မှာဆယ်ကျော်သက်ကျော်လွန်ပြီးတော့လူငယ်မှာရောက်လာတဲ့အချိန်မှာကျွန်တော်တို့လူတိုင်းကအားကစားတစ်ခုခုကိုလိုက်စားဖို့တင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့နောက်ပိုင်းသိလာတဲ့ဟာဘာလဲဆိုတော့မဟုတ်အရင် control မလုပ်ဖို့ကတော့မလုပ်ချင်တော့ဘောနော်လုပ်လို့လည်းမရပါဘူးတကယ်ကြာတွေးကြည့်လိုက်လေပြီးတော့လုပ်လည်းမလုပ်စီချင်ပါဘူးအဲ့ဒါတွေကအရင်ပင်ပန်းတယ်ပေါ့ဆိုတော့
လူစွာသူ့ထိုင်းလိုက်မဲ့သူရှိပြီလားလို့ကျွန်တော်ထင်တယ်သူဘဝကကိုဖះကို plan နဲ့ချတာပြီးသားပေါ့နော်ကျွန်တော်ရှေ့ကပြောသလိုပဲဖះ plan နဲ့ချတာပြီးသားဒီ plan တွေနောက်ကိုကျွန်တော်တို့ကညီလက်မှန်နဲ့အကောင်းဆုံးကိုတက်နိုင်တယ်မြကောင်းတဲ့ဟာဖြစ်ဖြစ်မကောင်းတဲ့ဟာဖြစ်ဖြစ်ကောင်းတာကိုယူပြီးတော့မကောင်းတာကျွန်တော်ရှောင်ပြီးတော့ကျွန်တော်တို့သွားနေရမှာပဲပေါ့နော်ဆိုတော့တွေးကြည့်လိုက်ပါတကယ်ကြာလေကျွန်တော်တို့မှာအရန်ချထားတဲ့ plan တွေတကယ်ဘာတစ်ခုမှတော့မဖြစ်လာဘူးစင်တူရိုးမှဖြစ်တာပဲရှိတကယ်ကျတော့ဘဝဆိုတော့သူ့ဟာသူသွားနေရဗျာဆိုတော့ကျွန်တော်တို့ရေးလိုက်ငါလိုက်တယ်ဆိုတော့ရေးလိုက်ငါလိုက်တော့လိုက်ရမှာပေါ့ဒါပေမဲ့ရေးလိုက်ငါလိုက်ချိန်မှာကိုဘာadvantage ချအောင်လုပ်မလဲပေါ့နော်ဆိုတော့ကိုအတွက်ကောင်းကျိုးပါရမလဲဟိုရှိပြီးတော့ကျွန်တော်တို့ကတော့သွားနေရမှာပေါ့နော်ကျွန်တော်အနေနဲ့ပြောမယ်ဆိုကျွန်တော်အရင်အလုပ်ကိုမထွက်ခင်ပါပေါ့နော်အလုပ်တက်ရှာတယ်အလုပ်တက်ရှာလို့အလုပ်ပေါ့နော်ဘလို့ဘာလို့လုံးမသိဘူးဖြစ်တယ်ဘာလို့လုံးမသိဖြစ်တဲ့အချိန်မှာကျွန်တော်ကလာကုန်လို့အလုပ်ထွက်တော့မယ်ဆိုတော့ကျွန်တော်ထင်တာ2 ရက်နေ့လောက်မှာကျွန်တော်ကကလန်ဒါကြည့်တယ်ကလန်ဒါကြည့်ပြီးတော့ထွက်ဖို့လုပ်ပဲပါညာဆိုတော့ညလောက်ကြာတော့ကျွန်တော်အလုပ်တစ်ခုတွေ့ရပေါ့နော်အလုပ်တစ်ခုတွေ့ရဆိုတော့ကျွန်တော်အတန်းလျှောက်လိုက်တယ်နောက်ဘက်ကြာအင်တာဗျူးရတယ်အင်တာဗျူးရပြီးတဲ့အချိန်အင်တာဗျူးမရခင်2 ရက်လောက်မသိဘူးကျွန်တော်အလုပ်ရှင်အလုပ်ထုတ်လိုက်တယ်ဒါအဲ့ဒါတိုက်ဆိုင်လုံးလည်းမထင်ဘူးလားကျွန်တော်အင်တာဗျူးကိုမနေ့ပြန်ရတယ်မနေ့ပြန်လို့မရတဲ့အချိန်မှာကျွန်တော်ဒီနေ့လာလုံးဝ2 ရက်လောက်ကအဲ့လိုပုံစံမှာကျွန်တော်အလုပ်ရှင်အလုပ်ထုတ်လိုက်တယ်လုံးဝကျွန်တော်ကပြောကြမလို့ပဲနဲ့ပေါ့နော်ကျွန်တော်အဲ့လိုထိုင်းလိုက်မှသူ့ဟာသူလာပြီးသားပေါ့နော်ဆိုတော့တကယ်တမ်းတွေ့ချင်လိုက်အရင်ရှိစရာကောင်းတယ်ကျွန်တော် maybe 9 ရက်နေ့9 ရက်နေ့အလုပ်ထုတ်လိုက်တယ်ဆို9 ရက်နေ့ကျွန်တော်အင်တာဗျူးရတယ်ကျွန်တော်9 ရက်နေ့လောက်မှာကျွန်တော်အလုပ်ရှင်ကျွန်တော်အလုပ်ထုတ်လိုက်တယ်ဆိုတော့ဘာမှအရန် control မလုပ်ပေါ့နော် okay ငါ့ကိုအလုပ်ထုတ်လိုက်ပြီဆိုတော့နောက်အလုပ်တစ်ခုရမှာပဲပေါ့နော်ဆိုတော့အဲ့လိုပဲတွေးလဲတဲ့အချိန်မှာတကယ်ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ကိုယ်တိုင်ငါလူတွေအရန်ပြောလာတဲ့ဟာကိုကျွန်တော်ကလက်ခံလာအရှိအောင်ဆိုတော့ manifestation ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီ manifestation နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းယုံကြည်ရှိလာတယ်ပေါ့နော်ကိုယ်တိုင်ကကိုယ့်ရဲ့အတွေးထဲမှာဒါကိုစိတ်အားထက်တန်နေတယ်ဆိုရင်တစ်ချိန်သူ့ဟာသူရောက်လာမှာဒါပေမဲ့မဖြစ်နိုင်တာကိုတွေးလို့တော့မဖြစ်ဘူးလေနောက်မှထီပေါက်ချင်တာဆိုထီမမထိုးတာဘယ်လိုပေါက်မလဲဟုတ်တယ်မလားကျွန်တော်ပြောရတဲ့အဓိပ္ပာယ်ထားလိုက်ပါတော့ပေါ့နော်ကျွန်တော်တို့တွေးနေတယ်လို့ပေါ့နော်ဒီမနက်အရန်ရည်ထားတယ်ပေါ့နော်ဆိုညနေကြရင်ငါငိုရမလားမသိဘူးငါအရန်ရည်လို့မဖြစ်ဘူးငါငိုရမယ်ဆိုတော့ငိုတာကိုကျွန်တော်ကစိတ်ထဲမှာတွေးနေပြီဆိုတော့စိတ်ငိုတဲ့ဘက်ကိုကျွန်တော်ရည်ပြီးွားဆိုတော့ငါငိုရတော့မယ်ဆိုတော့စိတ်ကိုတွန်းနေတာဖြစ်တဲ့အတွက်ငိုတဲ့ဟာကိုကျွန်တော်ရောက်သွားမှာပဲအဲ့ဒါကို manifestation လို့အဲ့လိုပေါ့နော်အဲ့ဒါကြီးက manifestation နဲ့တစ်မျိုးပေါ့နော်ဆိုတော့ကျွန်တော်စိတ်ကိုစိတ်ထဲမှာတွေးနေစိတ်ထဲမှာအရန်ကိုဆူတောင်းနေစိတ်ထဲမှာအရန်ကိုရှေ့ရောက်နေတာဆိုတော့ကျွန်တော်အဲ့ဒါပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့ဆိုတော့ကျွန်တော်ကောင်းတာတွေးရင်တော့ကောင်းတာဖြစ်လာမှာပဲလို့ကျွန်တော်ထင်တာပဲအမြဲတမ်းတော့မဟုတ်ဘူးဒါပေမဲ့လည်းစိုးတဲ့အချိန်တွေမှာကျွန်တော်ကဖြည့်ရှင်းရမှာပဲပေါ့နော်မဖြည့်ရှင်းလို့မရတချို့ဟာရကြတော့လေအချိန်လေးကုန်လူပင်ပန်းငွေတွေကုန်ပြီးမှရလာတယ်တင်ငန်းစာတွေရလာတယ်ကောင်းတာတွေရှိရပဲပေါ့နော်ဆိုတော့ဒါတွေကတစ်မျိုးပေါ့လေပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်က20ကျော်ပြီပေါ့နော်တက်20ကျော်လူတယောက်မှာလူတွေပြောတဲ့ productivity ကိုကျွန်တော်တို့ကဘာစားလောက်ကြမှာလဲပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကစဉ်းစားရပါတော့ productivity ကပတ်သက်ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်မသိတဲ့အချိန်မှာကျွန်တော်ကိုလာပြည့်ရဲ့ဒီ seminar ကိုကျွန်တော်နားထောင်တဲ့အချိန်မှာကျွန်တော် productivity ကိုကျွန်တော်တို့အသေးသေးလေးနဲ့စလုပ်ရင်တော့
တစ်ချိန်ချိန်ကြာရင်တော့ဟိုဥမာပေါ့နော်ဟိုတရက်ကိုအပင်တစ်ပင်ပဲစိုက်လိုက်တဲ့ခါကျရင်တစ်နှစ်လောက်ကြာလိုက်အပင်နဲ့အများကြီးဖြစ်လာပါပဲဆိုတော့သူကျွန်တော်အကြံပေးတဲ့ဟာကြောင့် productivity ဖြစ်အောင်ဘာနဲ့ဥပမာစလောက်ကြောင်းမလဲဆိုရင်ကျွန်တော်ဒီ laptop မှာပါတဲ့လက်ကွက်တွေကိုကျွန်တော်ကျင့်တယ်ပေါ့နော်အဲ့ဒါလည်း productivity တစ်မျိုးပဲပေါ့နော်ဆိုတော့ productivity ဆိုတာနေ့စဉ်လုပ်နေတဲ့ဟာတွေကိုကျွန်တော်တို့ကပို့ပြီးတော့မြန်လာအောင်ပို့ပြီးတော့အိမ်မြန်လာရကိုယ့်အတွက်ကောင်းတာပဲပေါ့နော်ပို့ပြီးမြန်လာအောင်ကျွန်တော်အသုံးချတဲ့ဟာတွေပေါ့မြန်လာအောင်စူးစမ်းလုပ်ရမယ့်ဟာတွေကိုကျွန်တော် productivity လို့ခေါ်တာပေါ့နော်ဆိုတော့တနည်းကိုလက်ကွက်ဒီ typing speed ကိုကျွန်တော်ကတရက်ကို10ခေါက်တရက်ကို9ဝက်လောက်လေ့လာလိုက်တဲ့ခါကျရင်နေတိုင်းလေ့လာတဲ့ခါကျရင်လက်ကွက်တွေကဒီ typing skill တွေကပို့ပြီးတော့တက်လာမှာပေါ့နော်ဒါရတဲ့ချိန်ကျရင်အများအားအသုံးဝင်တဲ့ဟာတွေပဲအများအားအသုံးဝင်မဲ့ဟာပေါ့နော်ဒီလို typing skill တဲ့ဟာတွေကမပြောက်ွယ်ပေါ့နော်သူက spike သူက survival skill လို့မျိုးပုံစံပဲဆိုတော့ကျွန်တော်ကတော့ဒီနားထောင်လူတွေအကုန်လုံးtyping skill ကို productivity ကိုဘာလို့မလဲမသိဘူးဆိုရင်တော့ကျွန်တော်အကြံပေးနိုင်ချင်တာတခုကတော့ typing skill ပေါ့နော်ဒီ laptop မှာပါတဲ့ typing skill ကိုတစ်နေ့10ခါလောက်လေ့ကျင့်လိုက်ရင်တော့ဒါရလေ motivation တစ်မျိုးပေါ့နော်ကျွန်တော်စလုပ်တော့ဆိုတော့ကျွန်တော်အခု typing skill ကိုလေ့ကျင့်တာတလကျွန်တော်ရှိပါမယ်နော်ဆိုတော့ typing skill ကိုကျွန်တော်90လောက်တော့မှန်းနိုင်ပါဒါပေမဲ့အခုချိန်မှာ60လောက်ရှိသေးတယ်ဆိုတော့တာကတော့မရောက်သေးဘူးနော်ဒါပေမဲ့တရက်ကို10ခေါက်လောက်ပြီးတဲ့အချိန်တန်းမှာအဲ့လိုအရန် motivate ဖြစ်တယ်ဗျာတကယ်မှာဟိုကိစ္စတစ်ခုပြီးမြောက်လုပ်လိုက်တာလို့ဆိုရင်အခုချိန်မှာကိုကအရန်တယောက်တည်းအထီးကျန်နေပြီးတော့အဲ့လိုတခြားဟာတွေးနေတာတဲ့ဆိုင်တော့ကျွန်တော်တို့ဒီ typing skill ကို10ခါလောက်လေ့ကျင့်စေချင်တယ်ပေါ့နော်ဒါကလည်းကိုယ့်ရဲ့ productivity တွေကကောင်းတဲ့အချက်တစ်ချက်ပဲလို့ကျွန်တော်ကတော့ရှုံတယ်ဆိုတော့အားလုံးဒီ typing skill နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ဖို့ကျွန်တော်တော့ကျွန်တော်တန်းနိုင်တဲ့ဘက်ကနေပေါ့နော်ကျွန်တော်ရဲ့အတန်နဲ့ကျွန်တော်အားလုံးကိုတိုက်တွန်းချင်ပါတယ်ဆိုတော့နောက်တစ်ခုကကြာပါတော့ဆိုတော့ဒါကတော့နည်းနည်းလေးရည်စရာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လူရရှိရပေါ့နော်ဥမာ Happy New Year မတိုင်ခင်မှာကျွန်တော်နောက်နှစ်အတွက် plan တွေချနေကြတော့ဆိုတော့ကျွန်တော်တော့အဲ့ဒါမချဖြစ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဟုတ်ပါကျွန်တော် podcast တွေကိုနားထောင်နေလူတွေအကုန်လုံးကိုကျွန်တော်တခြင်းတွေကိုပို့ပြီးတော့ချစ်အောင်ပြီးရုပ်ရှင်တွေကိုပို့ပြီးတော့တန်ဖိုးထားတတ်အောင်ကျွန်တော်အမြဲတမ်းတိုက်တွန်းနေပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ရွေးချက်တွေထဲကတစ်ခုပေါ့နော်ကျွန်တော်ဒီ podcast တွေကိုကျွန်တော်လုပ်တယ်ဆိုတာကျွန်တော်ကြိုက်တဲ့ခြင်းတွေကျွန်တော်ချစ်တဲ့ခြင်းတွေကျွန်တော်တန်ဖိုးထားတဲ့ရုပ်ရှင်တွေကိုကျွန်တော်ကောင်းတယ်ဆိုတာကိုကျွန်တော်ပို့ပြီးတော့တန်ဖိုးထားအောင်ပြီးတော့ original streaming ကိုပို့ပြီးတော့အားပေးအောင်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးရွေးချက်တွေကတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်နှစ်ပြီးတိုင်းမှာကျွန်တော်ကြည့်ရမယ့်ရုပ်ရှင်တွေကိုတော့ချုပ်ပြီး note ထုတ်ထားစီချင်တယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကသူ့ရဲ့ရွေးချက်ကပါလဲဆိုတော့ဥမာထားလိုက်ပေါ့နော်နောက်တစ်နှစ်အတွက်ကြည့်ရမယ့်ရုပ်ရှင်က20ကားလိုက်ရုပ်ရှင်20ပဲထားပါ series က9ခု20အဲ့ဒါကိုကျွန်တော်က note လုပ်ထားမယ်ဆိုရင်ကျွန်တော်တို့တစ်လောက်2ကားတစ်လောက်3တစ်လောက်တကား2ကားအဲ့ဒါကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကြည့်ရမယ့်ရုပ်ရှင်တွေကတစ်နှစ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီရုပ်ရှင်တွေအကုန်လုံးကြည့်ပေါ်တယ်ဒါအဆင်ပြေသွားတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်ကဥမာ Netflix ထဲဝင်လာတဲ့ခါကျရင်ဘာကြည့်ရလို့ကြည့်ရမှမသိဘူးကျွန်တော်တို့အဲ့လိုရုပ်ရှင်ကရွေးနေတာနဲ့ကျွန်တော်အချိန်ကုန်တယ်ဗျာအဲ့လိုအချိန်တွေကိုကျွန်တော်လုပ်မဲ့အစားကျွန်တော်တို့တစ်နှစ်စာအတွက်ကြည့်ရမယ့်ရုပ်ရှင်တွေကိုကျွန်တော်တို့က note လုပ်ထားတဲ့ပေါ့နော် note လုပ်ထားတဲ့ဆိုရင်ဥမာဒီတကားကြည့်ပေါ့လေဆိုတော့နောက်နေမှာဘာကားကြည့်မလဲဆိုတော့အဲ့ဒီကျွန်တော် list လုပ်ထားတဲ့20ကားထဲမှာကျွန်တော်ကြိုက်တဲ့ကားကြည့်ပြီးအဲ့ဒါတွေကိုကျွန်တော်တို့ကပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ကျွန်တော်တို့ဥမာ Netflix နဲ့ဝင်ရင်အဲ့ကြော်ညာကြီးကြည့်ဘာကိုရွေးနေတာလဲကျွန်တော်အချိန်ကုန်တယ်ပေါ့ဆိုတော့ဒါတွေကိုကျွန်တော်လုပ်တင်တယ်မှကျွန်တော်ထင်တယ်ဆိုတော့နောက်ထပ်အရွှေလုပ်တယ်ဟာတစ်ခုပေါ့နော်ဆိုတော့ဒီလိုအချိန်မှာအလုံးကပြောင်းလဲလာတဲ့ခင်တဲ့ကြီးပေါ့ကျွန်တော်တယောက်တည်းหนีလာတဲ့အချိန်မှာကျွန်တော်တို့ကိုဘယ်လို productivity ဖြစ်အောင်လုပ်မလဲနောက်ပြီးတော့ဘယ်လို survival skill ကိုကျွန်တော်တက်ထားရမလဲပေါ့နောက်ပြီးတော့ဘဝအထီးမကြံအောင်ပြီးတော့ကိုတတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ဟာကိုကျွန်တော်တွေးရှိသွားတယ်ဆိုရင်တော့
ဘဝတကယ်ကိုပျော်စရာကောင်းမှာပါဘဝတကယ်ကိုနေတက်လာမှာပါတယောက်တည်းလည်းနေတက်လာပဲတယောက်တည်းရှင်တန်တက်လာပဲပေါ့နော်တယောက်တည်းပြီးတော့စူးစမ်းခြင်းစိတ်ရှိလာပဲပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအခုချိန်မှာစိတ်တက်ကြတယ်နေတိုင်းအများကြီးရှိတယ်ဒါပေမဲ့တယောက်တည်းဆိုလည်းဖြစ်တယ်ဒါပေမဲ့နှစ်ယောက်ရှိရင်တော့လည်းအဆင်ပြေမယ်လို့ထင်တာပဲပေါ့နော်တချို့ဒါပေမဲ့နှစ်ယောက်ဆိုတာကြီးကြတော့ဥမာနောက်လူကိုမိဘမွေးရဲ့လူမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကဒိုးလာရဲဆိုရင်အကြိုက်ချင်းတူရရှိမယ်မတူရရှိမယ်ဒါတွေကိုကျွန်တော်တို့ကညှိနှိုင်းရအောင်ရပါမယ်ပေါ့နော်တက်ကြီးလာတဲ့အခါကျအရင်ကဘယ်လောက်ပဲငါနဲ့အဆင်မပြေရင်ကြောင်းဆိုတာအရာတက်ကြီးလာတဲ့အခါကျရင်တော့တယောက်နဲ့တယောက်ဆွေးနွေးဖို့အတိုင်းပင်ဖတ်အဲ့လိုစေးပေးမိယူဆိုတာတကယ်လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုနဲ့တကယ်ကိုဘဝအတွေ့အခေါ်တူရဲ့လူနောက်ပြီးတော့ဘဝပေါ်မြင်တဲ့အမြင်တူဖို့လိုတယ်ပေါ့ကျွန်တော်တခြားဟာတွေထက်ဆိုရင်ကျွန်တော်ဘဝပေါ်တူမြင်တဲ့အမြင်တွေပြီးတော့သူတတ်မှတ်ထားတဲ့တန်ဖိုးတွေကိုကျွန်တော်တို့ကညောက်ကတူနေရဆိုရင်တော့ရှေ့ဆက်ဖို့ကတော့လွယ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘဝပေါ်တတ်မှတ်ထားတဲ့တန်ဖိုးတွေဆိုတာကသူတယောက်တည်းနေရသူတန်ဖိုးထားတယ်ပြီးရင်တချို့ပေါ့နော်လူတယောက်နဲ့တယောက်တန်ဖိုးထားရခြင်းတော့မတူဘူးဆိုတော့အဲ့တန်ဖိုးကိုတယောက်သိလာတဲ့ခါကျရင်တော့ကျွန်တော်တို့ကနှစ်ယောက်နေလာအဆင်ပြေရပေါ့နော်ဒါခုချိန်မှာတယောက်တည်းကအဆင်ပြေနေပါသေးတယ်ဆိုတော့ဘဝဆိုတာတကယ်ကြောင့် like it's a beach ဆိုတာတရားမလားဆိုတော့ဘဝသူဟာသူတွားနေရသူထိုင်လိုက်နေသူတွားနေရ control လုပ်နေရအဲ့ဟာမှကျွန်တော်ကတတ်မှတ်ထားတဲ့စံနှုန်းနဲ့ကိုယ့်ရဲ့ value နဲ့ဘယ်လိုပြောင်းနေမလဲဆိုတော့ပိုပြီးအရေးကြီးရောနော်ပြီးတော့ကျွန်တော်အတွက်ကအခုချိန်မှာအေးဘဝအေးရတာလေ blessing ပဲအစားကောင်းတော့ကောင်းစားရတာလေ blessing ပဲကျွန်တော်အရင်လွမ်းနေမြန်မာစားရေးစားနေရတာလေကျွန်တော်အတွက်ကောင်းကြီးတစ်ခုပဲဆိုတော့ပြီးတော့ဖျားစာလေးတပုတ်ရွတ်လိုက်ရတာကိုလည်းကျွန်တော်တို့စိတ်လုံးချုံမှုတစ်ခုပဲနောက်ပြီးတော့ကျွန်တော်အရန်ကြိုင်းတဲ့ရုပ်ရှင်တွေတကားရှိလိုက်ရရင်အင်တာနက်လုံးမှာကျွန်တော်လုံးဝ justify ဖြစ်တယ်ဗျာအဲ့လိုမျိုးပေါ့နော်ဆိုတော့လူဆိုတာကိုတတ်မှတ်ထားတဲ့တန်ဖိုးကိုရှာပြီးတော့တွေ့လာတဲ့ခါကျရင်တော့ဘဝပို့ပြီးတော့ပြောဖို့ဘဝပို့ပြီးတော့နေတက်လာမယ်ကျွန်တော်ထင်တာပေါ့နော်ဆိုတော့ဒါပါပဲဆိုတော့ဒီတစ်ပတ်မှာကျွန်တော်ကြည့်ပြတဲ့ရုပ်ရှင်တွေက share လုပ်ချင်ပါတယ်ဆိုတော့ရုပ်ရှင်ကနာမည်က Nobody ပါဆိုတော့ဒီက2021ကရုပ်ရှင်ကတကားပါ action thriller ရုပ်ရှင်မျိုးစားပါတော့ဆိုတော့ကျွန်တော်ဒီ actor ကိုကျွန်တော်အခုမှကြည့်ဘူးအမှန်တမ်းပြောရရင် Bob Oden Cop ဟုတ်မှန်တယ်နော် Bob Oden Cop ရဲ့ကားပေါ့နော်ဆိုတော့ဒီကားကိုလူတိုင်းကြည့်တယ်မှာဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်7 out of 10ပါဒီတစ်ပတ်ညုံပေးချင်တဲ့ရုပ်ရှင်နာမည်ကတော့ Nobody ပါဆိုတော့ဒီတစ်ပတ်တော့ကျွန်တော်ညုံပေးချင်တဲ့သချင်း၄ပုဒ်ရှိပါတယ်ဆိုတော့ပထမဆုံးတစ်ပုဒ်အနေနဲ့ကျွန်တော် Dear Liver ရဲ့ Happy for You ဆိုတဲ့သချင်းပါဆိုတော့သချင်းရဲ့ပုံစံကကျတော့နောက်သူ့ရဲ့အရင်ရီစားဟောင်းကနောက်တစ်ယောက်ရောက်လာတဲ့အချိန်မှာသူပျော်ရွှင်နေပေါ့နော်ငါမိအတွက်ပျော်ရွှင်နေအဲ့ဒီလူကလည်းငါတက်ပူချောတယ်ငါ့ကိုမိနဲ့ပို့နားလဲနိုင်တယ်ဆိုတော့မိအတွက်ငါပျော်ရွှင်နေဆိုတော့မူကုံမလုပ်တဲ့လူတစ်ယောက်ရဲ့ပုံစံပေါ့နော်ဆိုတော့ယောက်ျားလေးရောမိန်းကလေးရောနားထောင်လို့ရမယ်တချင်ပါဆိုတော့နောက်တစ်ပုဒ်အနေနဲ့ကျတော့ Luke Combs ရဲ့ Love You Anyway ဆိုတဲ့တချင်ပါဆိုတော့အဲ့တချင်ကလည်းအသေးရွယ်အများကြီးရှိပါတယ်ဆိုတော့ instrument တွေကအစားနှစ်ချက်နဲ့နားထောင်ရင်ပို့ပြီးတော့လုံးဝကို pop အစစ်ပေါ့နော် country pop အစစ်ကိုကျွန်တော်ရပါပါဆိုတော့နောက်တစ်ပုဒ်အနေနဲ့ကျတော့ကျွန်တော်နာမည်ရောနည်းနည်းဖျက်ခက်တယ်ပေါ့နော်တချင်နာမည်ကကျတော့
နောက်တစ်ပုတ်အနေနဲ့ဘာတချင်လဲဆိုတော့ကျွန်တော်ဖတ်တာမှားကောင်းမှားပဲထင်တယ်ကျွန်တော်ဒါဟိုပြင်သစ်လို့ရေးထားတာ L'amour di Mauvais ဆိုရဲ Billie Eilish တချင်ပါဆိုတော့ကျွန်တော်ဒီတချင်မှာကျွန်တော်မိုက်ဒီတစ်ခါတင်ပူတယ်ပေါ့ကျွန်တော် story မှာအရသာ၄မျိုးပါတယ်မိရှိကိုကျွန်တော်တောက်ရတယ်လို့ပဲပေါ့နော်တချင်ကဒီလုံးက၄မျိုးလောက်ကိုသူကဒီ chain ထားရဲဆို arrangement တော်တော်ကောင်းတဲ့တချင်ဆိုL'amour di Mauvais ရဲ့ Billie Eilish ရဲ့နောက်ဆုံးထွက်ထားတဲ့ album တွေကတပုတ်ဖြစ်တယ်ဒီတချင်ကိုတော့ကျွန်တော်ကတော့ဒီတစ်ပတ်အတွက်နားထောင်စေချင်ပါတယ်ဆိုတော့နောက်ဆုံးတစ်ပုတ်အနေနဲ့ကျတော့ Benson Bourne ရဲ့ Crying ဆိုတဲ့တချင်ကိုကျွန်တော်ကတော့နားထောင်စေချင်ပါတယ်တကယ်ကိုကောင်းတဲ့တချင်ပါဆိုတော့အားလုံးရဲ့ be safe ပါဆိုတော့ be strong လူရောကြမ်းမအောင်နေပါစိတ်ရောကြမ်းမအောင်နေကြပါလို့ဆုတောင်းပေးလိုက်ပါတယ် morning မှာ